Okay ဆိုတော့ welcome back ပါကျွန်တော်ဒီနေ့မှာက system installation code ကိုမစခင်မှာကျွန်တော်ဘာတွေကြိုတင်ပြင်ဆင်ဖို့လိုမလဲဘယ်လိုမျိုး tool တွေကို installation လုပ်ထားဖို့လိုလဲဆိုတဲ့ကိစ္စကိုကျွန်တော်ဒီမှာရှင်းပြပေးတော့ပါမယ်အဲ့တော့ကျွန်တော်တို့ system installation code ဖြစ်တဲ့အတွက်ကျွန်တော်တို့လိုအပ်တဲ့ tool တွေကတော့များနိုင်တယ်သို့တော့အခြေခံလိုအပ်တဲ့ tool တွေကိုကျွန်တော်အရင်ဆုံးပြောပြပေးတော့ပါမယ်အဲ့ဒီမှာကျွန်တော်တို့အခြေခံလိုအပ်တဲ့ tool တွေအနေနဲ့ပါရှိမလို့ဆိုရင်ကျွန်တော် note မှတ်ဖို့အတွက်ရှိမယ် code ရေးဖို့အတွက်ရှိမယ်တခြားသော system နဲ့ပတ်သက်တဲ့အတွက်တခြားသောဒီတူးတွေရှိအောင်ပါပေါ့အဲ့တော့ကျွန်တော်တို့အများကြီးတော့ရှိနိုင်တယ်သို့တော့ကျွန်တော်တို့အခုဆက်ဆက်ချင်းမှာတော့ကျွန်တော်တို့နည်းနည်းလောက်ပဲအရင်ဆုံးသွားထားမယ်ပေါ့နော်အရင်ဆုံးလိုအပ်တဲ့ tool လေးတွေပဲအရင် install လုပ်ထားမယ်အဲ့ဒီအတွက်လိုအပ်တဲ့ tool တွေကိုကျွန်တော် sharing လုပ်ပေးသွားပါမယ်အဲ့တော့ဆိုတော့ဒီ course ကcloud engineering အတွက်သွားဖို့အတွက်ကျွန်တော်တို့ပြင်ဆင်ထားတာဖြစ်တဲ့အတွက်ကျွန်တော် cloud engineer တရားဖြစ်ဖို့အတွက်ပြင်ဆင်ထားဖြစ်တဲ့ tool တွေက cloud engineer ပေါ်မူတည်ပြီးတော့လဲ tool တွေ extension တွေတွင်းရတာမျိုးလည်းရှိနိုင်တယ်အဲ့တော့ကိုယ့်ရဲ့ laptop certification ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကတွင်းမှာမလိုအပ်တဲ့ tool တွေကိုအရင်မသွင်းထားပါနဲ့လိုအပ်တဲ့ tool တွေကိုပဲအရင်သွင်းပါမယ်ဟုတ်ပြီနော်ဆိုတော့အဲ့တော့ကျွန်တော်တို့ကအရင်ဆုံးအနေနဲ့သွင်းဖို့လိုအပ်တာဘာလဲဆိုတော့ကျွန်တော်တို့အနေနဲ့ code editor တစ်ခုလိုအပ်ပါတယ် code editor တစ်ခုလိုအပ်ပါတယ် code editor တစ်ခုမှာကျွန်တော်တို့ဘာသုံးမလဲဆိုရင်တော့ကျွန်တော်တို့ VS Code လိုပါတယ်ပြီးရင်တော့ကျွန်တော် SUB NIME THT test လို့ခေါ်တဲ့ဟာတစ်ခုလိုပါတယ်အဲ့နှစ်ခုလုံးကိုကျွန်တော်တို့သွင်းထားပါမယ်အဲ့ပုံမှန်အဖြစ်ဒီလိုမျိုး code editor တွေကwindow တို့ဘာလို့မှဆိုရင်တော့ဘာရှိလဲဆိုရင် notepad လိုဟာမျိုးရှိရနောက်တစ်ခုဒီ notepad ဆိုတဲ့ဟာမျိုးရှိရပေါ့နော်အဲ့လိုဟာမျိုးတွေကိုလည်းသုံးမယ်ဆိုရင်သုံးလို့ရတယ်ကျွန်တော်ကတော့ VS Code နဲ့ Sublime Text ကိုတော့ကျွန်တော် recommend ပေးတယ်ကျွန်တော်သုံးရတာလည်း lightweight ဖြစ်တယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုသုံးကြည့်ဖို့တော့ကျွန်တော် recommend ပေးပါတယ်အဲ့တော့နောက်တစ်ခုကတော့ဘာလဲဆိုတော့ကျွန်တော်တို့က Docker ပါ Docker ကိုသွင်းထားဖို့လိုပါတယ်နောက်တစ်ခုကတော့ SSH ဒီပိုင်းနဲ့ကျွန်တော်တို့ server တွေလမ်းပြီး remote ဝင်တဲ့နေရာမှာသုံးဖို့တဲ့ TER/MIUS ဆိုတဲ့ Tanias ဆိုတဲ့ဟာကိုလိုပါတယ်terminal အတွက်ဆိုရင်တော့ကျွန်တော်တို့ကဘယ်အတွက်ကိုဒါဘာကိုသုံးရမလဲဆိုတော့ AFP Word ဆိုတဲ့ AI intelligent terminal ကိုသုံးဖို့အတွက်ကိုတော့ကျွန်တော်တို့ comment ပေးပါတယ်ကျွန်တော်ကတော့ sign up လုပ်ထားတာမျိုးမရှိဘူးဆိုပေမဲ့ကျွန်တော်တို့သုံးလို့ကတော့တော်တော်အဆင်ပြေတဲ့အထက်မှာပါပါတယ်အဲ့တော့စမ်းသုံးကြည့်ပါနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဘာလုပ်ဖို့လိုလဲဆိုရင်တော့ကျွန်တော်တို့ကစာသင်တာဖြစ်တဲ့အတွက်သင်တန်းဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ Microsoft 365လိုပါတယ်လိုပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်လို version ပဲသုံးဆင်ပြပါရဲကျွန်တော်ပေးရဲ့ documentation တွေ word file တွေ assignment တွေလည်းဆိုကျွန်တော် word file နဲ့သွားမယ် PowerPoint slide တွေဆိုကျွန်တော် PPT နဲ့သွားမှာပေါ့နော်အဲ့တော့ PowerPoint slide တွေပေးမှာဖြစ်တဲ့အတွက်အဲ့ဒီဟာတွေကိုကျွန်တော်တို့ကဒါ assignment တွေ exam တွေအတွက်ဆိုရင်တော့ဒါကိုပြန်သုံးရပါမယ်အဲ့ဒီအတွက်ကျွန်တော်တို့ဒီ Office 365ကတော့လိုအပ်လိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်နောက်တစ်ခုအနေနဲ့ကဘာလိုအပ်မလဲဆိုရင်တော့ကျွန်တော်တို့အတွက်ဒီ communication အတွက်ဆိုရင်တော့ကျွန်တော် Discord application လိုပါမယ် Discord နေပြီးကျွန်တော်တို့ကဒါသွားတင်တဲ့အတန်းဖြစ်တဲ့အတွက်ကျွန်တော်တို့က Discord မှာကျွန်တော် link တွေချပေးတာမျိုးရှိမယ် record တွေပြန်တင်ပေးတာမျိုးရှိမယ်အဲ့ဒီအတွက်ကျွန်တော်တို့ကဒီ Discord မှာ join ထားဖို့လိုရဲအဲ့တော့ Discord account မရှိသေးဘူးဆိုရင်လည်း Discord account ဖွင့်ထားဖို့လိုရဲအဲ့တော့ Discord ကိုလည်း professionally သုံးတတ်အောင်လို့တော့လုပ်ထားဖို့လိုအပ်မယ်ပေါ့နော်ဆိုတော့ okay ဆက်သွားအောင်နောက်တစ်ခုကတော့ browser ပါ browser ဆိုရင်ကျွန်တော်တို့မှာ browser မျိုးရှိပါတယ်အဲ့ဒီမှာကျွန်တော်ကတော့ safety ဖြစ်ပြီးတော့ recommend ပေးတာတော့ဘာရှိလဲဆိုရင်တော့ကျွန်တော်တို့က Firefox ရှိပါမယ်ပြီးရင်တော့ဒီ Brave browser ရှိပါမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီ browser မှာဆိုရင်တော့ Firefox ရဲ့ Brave တွေကိုတော့ကျွန်တော် recommend ပေးပါတယ်ဒီဟာတွေလောလောဆယ်မှာတော့ကျွန်တော်ဒီဟာတွေအရင်သွင်းထားဖို့လိုပါမယ်နောက်တစ်ခုအနေနဲ့ကတော့ဘာလို့မလဲဆိုရင်တော့ကျွန်တော်တို့က VPN လို့ပါမယ်VPN ကကိုကြိုက်နေတဲ့ရာVPN သုံးပါသို့တော့အခုလက်ရှိကျွန်တော်တင်တဲ့ browser ကြတော့ဒီလန်ဒန်မှာနေတာဖြစ်တဲ့အတွက် VPN တော့လိုလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးအဲ့တော့နောက်တစ်ခုကဘာလို့မလဲဆိုရင်တော့ကျွန်တော်တို့အတွက်ဒါမရှိမဖြစ်လို့လည်းပြောလို့ရတဲ့ဟာတစ်ခုပေါ့နော်အဲ့ဒါတော့ဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ web browser extension တွေပါဒါပေမဲ့အခုလောလောဆယ်မှာတော့ဒီ extension တွေကိုကျွန်တော်ရှင်းပြသွားတာမျိုးမရှိဘူးအဲ့တော့ကျွန်တော်လက်ရှိမှာဒါတွေကိုအရင်ဘယ်လိုမျိုး download ချရမလဲ install လုပ်ရမလဲဆိုတဲ့ဟာတွေကျွန်တော်ရှင်းပြပေးပါမယ်သို့တော့ကျွန်တော်ဒီနေရာမှာ download ကြတာကိုသုံးတဲ့ laptop ရဲ့ specification ပေါ်မူတည်ပြီးတော့ရွေးချယ်ပါအရင်အများကြီးတွင်းထားတဲ့14တာမျိုးဖြစ်မှာပေါ့နော်အဲ့လိုပုံစံမျိုးမဖြစ်ရလေအောင်ကျွန်တော်ကတော့မလိုအပ်တာတွေတော့မထောင်းထားသေးချင်ပါဘူးအဲ့တော့ကျွန်တော်အနေနဲ့ရုံးသုံးအနေနဲ့ VS Code website ကိုတွားလို့ရပါတယ် VS Code ဆိုပြီးရရှာလိုက်ပါကျွန်တော်ဒီမှာ Visual Studio Code ဆိုပြီးဒီမှာပေါ်လာပါလိမ့်မယ်အဲ့ဒီမှာ download ရှိပါတယ်ကိုကWindows သုံးတာလား Mac သုံးတာလား Linux သုံးတာလားအဲ့ဒီပုံမူတည်ပြီးကျွန်တော်တို့ဘာလုပ်နိုင်လဲဆိုတော့ download လုပ်လို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ note tracking app လို့ပြောသွားတဲ့ Obsidian မှာကျွန်တော် miss out ဖြစ်သွားတယ် sorry ပါObsidian ကိုကျွန်တော်လိုပါတယ် Obsidian တော့ကျွန်တော်ဒီကောင်လေးပါကျွန်တော်ဘာလုပ်ဖို့လဲဆိုတော့ Obsidian မှာကျွန်တော် note တွေမှတ်မယ်note တွေမှတ်မယ် clip လုပ်မယ်တခြားသော documentation ကျွန်တော်ဒီမှာယူထည့်ပြီးကျွန်တော်ဘာလုပ်မလဲဆိုတော့လေ့လာတဲ့ပုံစံမျိုးတွေကိုကျွန်တော်သုံးပါပါအဲ့တော့ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ note တွေကိုတစ်ခါထည့်ထားဖို့အတွက်ဒီ Obsidian ကိုတော့ကျွန်တော်တို့ installation လုပ်ထားဖို့လိုအပ်ပါမယ်နော် okay နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ VS Code ပြီးတော့ဆိုရင်ကျွန်တော် Sublime Text ပါ
supply တက်ပါ supply တက်ကိုလည်းကျွန်တော်တို့က download တွားချလို့ရပါတယ် supply တက်ကိုဆိုရင်လည်းသူရဲ့ official website မှာကျွန်တော် download တွားလုပ်နိုင်ပါတယ်ကိုသုံးမဲ့ဒီ operation system မှာမူတည်ပြီးတော့ download လုပ်နိုင်ပါတယ်နောက်တစ်ခုကတော့ဘာရှိမလဲဆိုရင်ကျွန်တော်ရဲ့နောက်တစ်ခုကတော့ browser extension တွေကျွန်တော်ဒီနေ့မှာ skip လုပ်သွားမှာဖြစ်တဲ့ Drogger ပါကျွန်တော် Drogger ကို CMI version နဲ့လည်းသုံးလို့ရတယ် Drogger ကို desktop version နဲ့သုံးဖို့တော့ကိုလည်းကျွန်တော်ပြပြီးတော့ recommend ပေးပါတယ် Drogger ပြီးတော့ကျွန်တော်တို့ ARP Word ဆိုတဲ့ terminal ပါ Word terminal ကို download လုပ်လဲလိုပါတယ် Word terminal ကိုလည်း down ထားပါနော်ပြီး account တွေပါဖွင့်မယ်ဆိုရင်လည်း account တွေပါဖွင့်ထားပါတော့သူကတော့ terminal with agent ပေးပေါ့နော်သူကတော့ thread AI intelligent တွေပါပါတယ်ဖြစ်တဲ့အတွက်တော်တော်ကြီးကိုအဆင်ပြေပါတယ် Word ပြီးတော့ကျွန်တော်ဘာလဲဆို Tanias ပါ Tanias ကကြောက်သူကဘယ်လိုသုံးလဲ model SSH client တွေကို manage လုပ်ဖို့အတွက်သုံးပါတယ်အဲ့ဒီတော့သူကတော့လွယ်လွယ်ကူကူ easy configuration လုပ်လို့ရလို့လွယ်လွယ်ကူလည်းလမ်းချိတ်လို့ရတာဖြစ်တော့တော်တော်ကြီးကိုအဆင်ပြေတဲ့အထဲမှာပါပါတယ်အဲ့ဒါလေးကိုသုံးဖို့တော့ကျွန်တော်တို့ recommend ပြပါတယ် Mac Windows Linux i1 နဲ့ Android တွေအထိသူက cross platform ရတယ်လို့ပြောလို့ရနိုင်ပါတယ်အဲ့တော့နောက်တစ်ခုအနေနဲ့ဘာလဲဆိုတော့ကျွန်တော်တို့ကဒီ Office 365 ပါဒါတော့ကျွန်တော်တို့ trade to ပြောနေကြမလို့ Discord လည်းပြောနေကြမလို့ပါအဲ့တော့ကျွန်တော် Brave ကိုသွားပါမယ်အခုလက်ရှိကျွန်တော်သုံးနေတာက Brave browser ပါသူကဒီ history လည်း channel ဖြစ်တော့တော်တော်အဆင်ပြေပါတယ်Brave browser တော့ဒီမှာသွားပြီးကျွန်တော်တို့မလုပ်နိုင်ရဆိုတော့ Get Brave ဆိုပြီးကျွန်တော် download ချလို့ရပါတယ်Linux မှာဆိုရင်တော့သူက command line နဲ့တွင်းရတာဖြစ်တဲ့အတွက်နည်းနည်းလေးခက်နိုင်မယ်ပေါ့နော်ဒါပေမဲ့ပြဿနာမရှိပါဘူးနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ knowledge အနေနဲ့သိထားဖို့လိုအပ်တာနောက်ကဘာလဲဆိုတော့ကျွန်တော်တို့ git တွေ github တွေကို general အဖြစ်နားလည်ထားဖို့လိုပါတယ် git တွေ github တွေကိုကျွန်တော်နားလည်ထားဖို့လိုပါတယ်အဲ့တော့ကျွန်တော်ပြတိုင်းနားလည်ထားဖို့လိုပါတယ်ဒါတွေကဘယ်အတွက်လိုရလဲဆိုတော့ကျွန်တော်တို့က software engineering အတွက်သွားမှာဖြစ်တဲ့အတွက် software engineering မှာဒီဟာတွေကိုသုံးပါမယ်သုံးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ git တွေ github တွေကိုလည်းတိုင်းတာတစ်ခုနေနားလည်ထားဖို့လိုပါတယ်နောက် cloud engineer ဖြစ်တဲ့အတွက်ကျွန်တော် cloud engineer class ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီsoftware engineering နဲ့တိုင်းတာတစ်ခုနေနားလည်ရမယ် backend နဲ့ full stack application တွေကိုနားလည်ရပါမယ် database management တွေနဲ့ပတ်သက်ပြီးတော့တိုင်းတာတစ်ခုနေနားလည်ရပါမယ်နောက်ပြီးတော့ဗာလဲဆိုတော့ DevOps concept တွေကိုလည်းတိုင်းတာတစ်ခုနေနားလည်ပြီးတော့ cloud security ဖြစ်တဲ့ cloud security concept ကိုလည်း basically နားလည်ဖို့လိုပါတယ်နောက်တစ်ခုကတော့ cloud ဖြစ်တဲ့ကျွန်တော်တို့မှာ cloud က hybrid cloud ရှိရယ် public cloud ရှိရယ်ဟလားကျွန်တော်တို့ဒီလိုမျိုး cloud တွေမျိုးစား၃မျိုးရှိပါတယ်မျိုးစား၃မျိုးထဲမှာကျွန်တော်တို့က private cloud သွားမှာလား public cloud သွားမှာလား hybrid cloud သွားမှာလားအဲ့ဒီမှာ mode ပြီးကျွန်တော်တို့လေ့လာတဲ့ပုံစံတွေကွဲပြားသွားနိုင်ပါတယ်အခုကျွန်တော်တို့လေ့လာမဲ့ cloud တွေဒီ public cloud တွေဖြစ်ပါတယ် public cloud တွေလို့ဆိုလိုတဲ့အကြောင်းကျွန်တော် AWS ရှိမယ် Azure ရှိမယ် GCP ရှိပါမယ်GCP တော့ Google Cloud Platform မှာပြီး Azure ကတော့ Azure Cloud Platform ရှိပါတယ် AWS ကတော့ Amazon Web Application Amazon ကထုတ်ထားတဲ့ဒီ service ကိုနေနဲ့သွားတဲ့ AWS ပါအဲ့တော့ကျွန်တော်တို့အနေနဲ့ဒီဟာတွေ၃မျိုးလုံးကိုလေ့လာဖို့တော့အချိန်ရလုံလောက်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကလုပ်ငန်းခွင်မှာအလုပ်ခေါ်တာအများဆုံးဖြစ်တဲ့ AWS ကိုပဲကျွန်တော်တို့ကဘာလို့မလဲဆိုတော့ specialize လုပ်ပြီးကျွန်တော်သင်ပေးသွားပါမယ်အဲ့တော့ AWS ကိုလေ့လာဖို့အတွက်ဆိုရင်ကျွန်တော်တို့ကအများကြီးရှိပါတယ်သို့တော့ကျွန်တော်တို့က basically အခြေခံနေစမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က web application foundation ကနေစပါမယ် web application foundation ရှိမယ်နောက်တစ်ခုကဘာရှိမလဲဆိုရင်တော့ကျွန်တော်တို့ဒါ system administration ဖြစ်တဲ့ Linux တွေ Linux basis ရှိမယ် Windows basic ရှိပါမယ်ဒီလိုမျိုး basically တွေအကုန်လုံးနားလည်သွားပြီး answer ဖြစ်ပြီးဆိုမှကျွန်တော်တို့က cloud engineering class ကိုစမှာပါဒီနေရာမှာကျွန်တော်ပြောသွားတဲ့ထဲမှာနားမလဲတာမရှင်းတာရှိတယ်ဆိုရင်ကျွန်တော်ကိုအချိန်မေးမြန်းနိုင်ပါတယ်ကျွန်တော် Discord server ထဲမှာမြင်edit ဖြစ်နေမှာဖြစ်တဲ့အတွက်ချိန်မျိုးကျွန်တော်ပေးနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့လက်ရှိမှာတော့ဒီဟာလေးတွေကြိုတင်ပြင်ဆင်ထားတယ်ဆိုရင်တော့အစားတင်တဲ့နေ့မှာအဆင်ပြေပါပြီအဲ့တော့ဒီနေ့ဖို့ရတော့ကျွန်တော်တို့ဒီလောက်ပါပဲအချိန်တွေအများကြီးလည်းမကုန်ဆုံးသွားချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနေ့တော့ဒီလောက်နဲ့ပဲကျွန်တော်တို့ရက်လိုက်ပါမယ်အဲ့တော့ကျေးဇူးတင်ပါတယ်